ဖက်ကြည့်ဘာရေးထားလဲဖက်ကြည့်အပေါ်ဘာရေးထားလဲဖက်ကြည့်ဖက်ကြည့်ဘာရေး Thank you Me too. How are you? Yeah, I have something for you. Wait. Don't talk anything. I have something for you. No. I know. အဲ့လိုမျိုးမဟုတ်ဘူးလေတွေးလိုက်တယ်ဖက်ကြည့်ဘာရေးထားလဲဖက်ကြည့်အပေါ်ဘာရေးထားလဲဖက်ကြည့်ဖက်ကြည့်ဘာရေး Thank you တွေးလိုက်တယ်ကိုရှိုင်းရဟောပါတော့ဘန်ကောက်ကနေမပြန်သေးလို့ပါကိုရှိုင်းသိတဲ့သူတွေအကုန်လုံးဟိုဗါလေဟိုနှုတ်ဆက်ဖို့ရှိတယ်ကိုရှိုင်းဘန်ကောက်ကမပြန်သေးလို့တပတ်တရားတော့ပြန်သွားပြီလေအဲ့ဒါမို့ကြောင့်မတန်းယူလိုက်ပြီနော်ရမလား Okay ရတယ်ကြီးလေရတယ် Okay see you နော် bye bye တဲ့တွေကျေးဇူးအများကြီးတင်တယ်โอเคနားလေးလာလဲမယ်လက်ဆောင်ဒီနေ့လုံချင်းတာပေါ့တက်တဲ့ဆိုတာဒီနေ့နောက်ဆုံးနေ့ကလာနှုတ်ဆက်ရင်လာစားတာရဘာနေစားနေပိုင်းသူ spicy နဲ့မှာလိုက်တာ तू က no spicy လုပ်ပေးတာဘလောက်စားချိုက်တယ်လို့စားငါရောက်ညီမလေးခေါ်ပြောလိုက်တာလားဟုတ်လားဟုတ်ပြီရောသူတို့လာပါညီမလေးမင်္ဂလာပါအဲ့တို့၄ယောက်မတ်တရားရပုံရအောင်လို့လှလာလေးအေးလှလာလေးမအဖက်ထစ်ထားရလားကြည့်ဒီမှာအော်โอเคလားကျောင်းရောတစ်ယောက်ကြံပါနော်ဟုတ်ကဲ့ညီမလေးတစ်ယောက်အတွင်းထဲမှာလားကျောင်းတော့ညတော့မှာလားဟမ်လက်ဆော့ပါအော်โอเคဒါငါတို့မတရားနော်ကဲဒါကတော့ပတရားကကျွန်တော်ပတရားကန်းကြီးရကျွန်တော်ချေရတဲ့ညီကိုမောင်နှမတွေပါဒီနေ့လာပြီးတော့နှုတ်ဆက်တာနော်ကျေးဇူးများကြီးတင်ပါတယ်နော်ဟိုအမတရားဖော်ယူပေးတဲ့အတွက်ရောခင်မင်ပေးတဲ့အတွက်ရောကျေးဇူးများကြီးတင်ပါတယ်โอเคနားလေးလာလဲမယ်လက်ဆောင်ပြောညီမလေးဒီတိုင်တို့ပြောပြနေတော့ပါ
ငယ်ကြောင်တော့ ပြန်တော့မယ် ဒီနေ့ပဲပြန်ပါလား နော် ဒီနေ့ပြန် ဒီနေ့ပြန်မှာအခုခဏနေပြန်တော့မှာကိုဆိုင်ဟိုတက်ဆီနဲ့ဘန်ကောက်ကိုရတော့ဘာမှမယူခဲ့တော့ ခဏတိုင်းနေ ဟိုဘာမှမယူခဲ့တော့ပြီးပြန်တော့မယ် မျိုးပြန်တော့ ပြီးမပြန်သေးဘူးမပြန် ကြာကြာ Oh my god It's crazy